ငါ့ကိုမတက်ပါနဲ့ငါကမင်းတို့ခိုင်းသမျှအကုန်လုံးကိုလှုပ်ပေးပါမယ်ဒုက္ခနှစ်ဆိုးသားရဲ့သည်လင်းမင်းနှင့်ဗဒံများတို့အားကြည့်ကအော်၍ပြောလိုက်လေသည်သူကလင်းမင်းသည်ဗဒံများအားသူ့ကိုမတက်ရန်အတွက်ပြောလိုက်သည်ကိုကြားယုံများဖြင့်လင်းမင်းတံတွင်သူ့အားအတုံးချရန်နေရာတစ်ခုရှိကြောင်းကိုရိပ်စားမိလိုက်လေသည်ထို့ကြောင့်လဲသူကလင်းမင်းကိုလင်းမင်းဖြစ်ခြင်းသမျှအရာအလုံးအားကူညီလှုပ်ဆောင်ပေးမည်ဟု၍ဖျားယောင်းလိုက်ခြင်းဖြစ်လေသည်အမှန်တွင်တော့ဒုက္ခနှစ်ဆိုးသားရဲ့သည်လင်းမင်းကိုလဲစားကာသူဤခန္ဓာကိုယ်နှင့်ထာဝရအသက်ကြောင့်တုံးတို့ကိုအပိုင်သိမ့်ရန်အတွက်စဉ်းစားနေစေပင်ဒုက္ခနှစ်ဆိုးသားရဲ့ဤမျက်ဝန်းများအတွင်းဝယ်မျက်လင်းချက်တို့ပြန်လဲရှင်သန်လာပေသည်သို့တော်ညာလင်းမင်းကသူ့စကားကိုအဖတ်မလုပ်ပေလင်းမင်းသည်ဗရံများဤအနီးသို့တိုးကပ်သွားပြီးနောက်မော်ကူပါတုံပုံရိပ်ကိုလက်ဖြင့်ထိလိုက်လေသည်ဗရံများအကိုကြီးကိုကူညီပေးပါလင်းမင်းသည်မော်ကူပါတုံပုံရိပ်အားဗရံများဤလက်ထဲမှလွှဲယူပြီးနောက်ပြောလိုက်လေသည်ဗရံများကလည်းကောင်းငိမ့်လိုက်၏ထို့နောက်သူမကအနောက်သို့ခြေလန်းအနှဲငယ်ဆုပ်ကာသူမ၏လက်ဖွားနှစ်ဖက်ဖြင့်လင်းမင်း၏ကြောကုန်းကိုဖိကက်လိုက်လေသည်ယခုအခါတွင်တွင်းနှင့်မော်ကူပါတုံပုံရိပ်တို့အားထိန်းချုပ်နေသူသည်လင်းမင်းဖြစ်သွားလေပြီဗဒံများသည်ကလင်းမင်း၏အနောက်မှနေ၍သူမ၏အနီရောင်စွမ်းအင်လိုင်းတို့ကိုထုတ်ပေးကာလင်းမင်းတယောက်မော်ကူပါတုံကိုထိန်းချုပ်နိုင်ရန်အတွက်ကူညီပေးနေလေသည်ဒုက္ခနှစ်ဆိုးသားရဲ့သည်လင်းမင်းကိုစိုက်၍ကြည်လိုက်လေသည်ထို့နောက်သူကလင်းမင်းကိုချီးကျူးစကားစပြောတော့၏ကောင်းလေဒီလောကကြီးထဲမှာငါတွေ့ဘူးသမျှပါရမီရှင်တွေထဲမှာမင်းကအတော်ဆုံးပဲပြီးတော့မင်းကကြောက်ဖို့လဲကောင်းတယ်မင်းရဲ့ပါရမီကတကယ်ကိုပြိုင်ဘက်ကင်းတယ်ဒီနှုံးအတိုင်းသာဆက်ပြီးတိုးတက်နေအောင်မယ်ဆိုရင်မင်းကအနာဂတ်မှာဒီစက်ကြဝဠာကြီးတစ်ခုလုံးကိုအုပ်စိုးနိုင်တဲ့အရှင်ဘုရင်ဖြစ်လာလိမ့်မယ်မင်းကမင်းရဲ့ခွန်အားကိုပြသပြီးပြီငါကမင်းရဲ့ခွန်အားကိုသဘောကျတယ်ပြီးတော့မင်းကိုလည်းလေးစားတယ်ဒီတော့ငါကိုမင်းနောက်လိုက်အဖြစ်ရှင်သန်ခွင့်ပေးပါငါကမင်းရဲ့အစီကံလုပ်ပါမယ်တကယ်လို့မင်းကငါကိုမယုံကြည်ဘူးဆိုရင်အစီကံစာချုပ်ကိုချုပ်ထားလို့လဲရတယ်ငါရဲ့အတွေ့အကြုံတွေခွန်အားတွေနဲ့ဆိုရင်ငါကမင်းအတွက်အစီကံကောင်းတစ်ယောက်ဖြစ်လာမှသိကြပါတယ်မင်းနဲ့ငါနဲ့သာလက်တွဲလိုက်မယ်ဆိုရင်ဒီစက်ကြဝဠာကြီးတစ်ခုလုံးကိုအုပ်စိုးဖို့အတွက်အချိန်အများကြီးယူရမှာမဟုတ်ဘူးပြီးတော့ငါရဲ့လက်အောက်မှာဂျောင်းနဲ့မိစ္ဆာတွေအများကြီးလဲရှိသေးတယ်တကယ်လို့ငါကသာငါအဖော်တွေဖြစ်တဲ့ဂျောင်းနဲ့မိစ္ဆာတွေကိုဒီလောကစီခေါ်လာနိုင်ခဲ့မယ်ဆိုရင်ငါတို့တွေကဒီစက်ကြဝဠာမှာအင်အားအကောင်းဆုံးစစ်တပ်ကြီးတစ်ခုကိုပိုင်ဆိုင်သွားလိမ့်မယ်ဘလို့လဲဒီစက်ကြဝဠာရဲ့အရှင်သခင်လို့ဖို့သဘောတူရဲ့လားဒုက္ခနှစ်ဆိုးသားရဲ့ကသူဤစကလုံးများသည်လင်းမင်းကိုတင်သွင်းနိုင်လောက်မည်ဟုလည်းယုံကြည်နေပေသည်ဤလောက၌လောကဤနံပါတ်1ဟုသောနေရာကိုမယူခြင်းသူမြည်သူဟု၍ရှိမည်နီဒုက္ခနှစ်ဆိုးသားရဲ့ကလင်းမင်းကိုလောဘကြီးကရီမန်းချက်များသောလူငယ်လေးဟုထင်မြင်နေလေသည်ထို့ကြောင့်ပင်သူကလင်းမင်း၏အစေခံအဖြစ်နေထိုင်မည်ဟုကမ်းလှမ်းလိုက်ခြင်းဖြစ်လေသည်တို့ရာတွင်လင်းမင်းသည်ဒုက္ခနှစ်ဆိုးသားရဲ့ကိုတစ်ချက်လေးပင်စောင်းငယ်မကြည့်ပေသူကဒုက္ခနှစ်ဆိုးသားရဲ့ဤစကလုံးများကိုလည်းစိတ်ဝင်စားဟန်မပြပေထိုအစားလင်းမင်းကမော်ကူပါတုံပုံရင်းနှင့်တွင်းနှက်တို့ကိုသာပိုင်နိုင်ထိန်းချုပ်နိုင်စေရန်အတွက်စူးစမ်းလှုပ်ဆောင်နေလေသည်ဗဒံများအကိုကြီးနဲ့ဗဒံများပူးပေါင်းပြီးတော့ဒုက္ခနှစ်ဆိုးသားရဲ့စိတ်ဝိညာဉ်ကိုတိုက်ခိုက်ကြမယ်အကိုကြီးတို့ကသူ့ရဲ့စိတ်ဝိညာဉ်အမှန်အသားကိုပျက်စီးအောင်လုပ်ရမယ်ဒါပေမဲ့အဲ့ဒီလိုလုပ်တဲ့နေရာမှာဒုက္ခနှစ်ဆိုးသားရဲ့စိတ်ဝိညာဉ်ကိုမထိခိုက်အောင်အတက်နိုင်ဆုံးထိမ့်သိမ့်လုပ်ကြမယ်အကိုကြီးပြောတာကိုနားလည်လားလင်းမင်းကဗဒံများဤမျက်လုံးများကိုစိုက်၍ကြည့်ကာပြောလိုက်လေသည်လင်းမင်းဤစကားများကိုကြားသောအခါတွင်ဒုက္ခနှစ်ဆိုးသားရဲ့ဤမျက်နာသည်အကြီးအကျယ်ပြည့်ယွင်းသွားလေသည်သူကလင်းမင်းမှာသူတိမ်သွင်းလို့မရသောတကိုးရှင်တဦးဖြစ်ကြောင်းကိုယခုမှပင်သဘောပေါက်သွားလေတော့သည်ဗဒံများကခေါင်းငိတ်ပြ၏ထို့နောက်သူမကဒုက္ခနှစ်ဆိုးသားရဲ့ကိုလ
လှမ်းကြည့်လိုက်လေသည်ဗဒံများဤမျက်ဝန်းများအတွင်းွယ်မြည်သည့်ခံစားချက်မှမပေါ်လွင်နေပေသူမအတွက်လင်းမင်းတောင်းဆိုသမျှကိုလှုပ်ပေးရန်သာအဓိကဖြစ်လေသည်သူမသည်သူမ၏အကိုကြီးဖြစ်သူလင်းမင်းတစ်ယောက်စိတ်ပြတ်သွားမည်ကိုမလိုချင်ပေထို့ကြောင့်ဒုက္ခနှဆိုးသားရဲကိုအတက်နိုင်ဆုံးတိုက်ခိုက်ရန်အတွက်ပြင်ဆင်ထားလေသည်မင်းကငါရဲ့စိတ်ဝိညာဉ်အမှန်အသားကိုဖျက်ဆီးခြင်းနေတာဟုတ်လားဒုက္ခနှဆိုးသားရဲကသူတေရတော့မည်ကိုသိလျင်ဒေါသတကြီးဖြင့်လင်းမင်းကိုအော်ဟစ်လိုက်လေသည်၎င်း၏နဖူးအလဲတဲ့တဲ့တွင်ရှိနေသောမိစ္ဆာမျက်လုံးမှလည်းသွေးများကယိုစီးကြလာ၏ဒုက္ခနှဆိုးသားရဲသည်ယခုမှပင်အရာအလုံးကိုနားလေသွားလေတော့သည်လင်းမင်းသည်သူ့ကိုလွတ်ပေးရန်အတွက်နဖျားတစိမ့်အစီအရင်ကိုဖယ်ရှားခဲ့ခြင်းမဟုတ်ပေသူကသူ၏စိတ်ဝိညာဉ်ကိုအသုံးချရန်အတွက်သူ့ကိုဖမ်းဆီးဖို့နဖျားတစိမ့်အစီအရင်ကိုဖယ်ရှားခဲ့ခြင်းဖြစ်ပေလိမ့်မည်စိတ်ဝိညာဉ်အမှန်အသားဖယ်ရှားခံရခြင်းဟူသည်မှာစိတ်ဝိညာဉ်တည်တံ့သာရှိသောဒုက္ခနှဆိုးသားရဲ့အတွက်တေတံတစ်မျိုးပင်အကယ်၍သူ၏စိတ်ဝိညာဉ်အမှန်အသားသာဖျက်ဆီးခံလိုက်ရမည်ဆိုလျင်ဒုက္ခနှဆိုးသားရဲ့ဟူသောသူ၏တည်ရှိမှုကလည်းပျောက်ကွယ်သားပေလိမ့်မည်စိတ်ဝိညာဉ်အမှန်အသားမရှိသောမှတ်ဉဏ်တို့သည်ကပိုင်ရှင်မဲ့မှတ်ဉဏ်များအဖြစ်သာဤနေရာ၌ကြံရစ်ခဲ့ပေလိမ့်မည်ဒုက္ခနှဆိုးသားရဲ့သည်လူမသိသူမသိသိဆုံးရမည်ရင်းကဲ့သို့အဖြစ်မျိုးကိုမလိုချင်ပေသို့တန်တွင်သူ၌ရွေးချယ်စရာဟု၍လည်းမရှိပေသူသည်လင်းမင်းနှင့်ပဒံများတို့၏လက်ထဲသို့ကြာရောက်နေသည်မဟုတ်ပါလားယခုကသူသည်ဇာသနာမှနွားချမ်းသာမည်ဘဝသို့ရောက်၍နေချေပြီမင်းတို့နှစ်ယောက်စလုံးကိုတက်ပစ်မဲကွဒုက္ခနှဆိုးသားရဲကဒေါသတကြီးဖြင့်လင်းမင်းကိုချင်းချောက်လိုက်လေသည်အမှန်တရားတစ်ခုသည်မူသူကလက်ရှိတွင်လင်းမင်းနှင့်ပဒံများတို့အားတိုက်ခိုက်ရန်အတွက်မြည်သည့်ခွန်အားမှရှိမနေပေခမည်းကအခုချိန်ထိအသုံးမဝင်တဲ့စကားတွေကိုပြောကျင်နေတုံးပဲလားတကယ်လို့ခမည်းကသာခမည်းစုဆောင်ထားတဲ့စွမ်းအင်တွေအကုန်လုံးကိုတုံးဆွဲပြီးတော့တိုက်ခိုက်ခဲ့မယ်ဆိုရင်ကျုပ်ကအခုချိန်မှာတည်နေလောက်ပြီဒါပေမဲ့ခမည်းကအရန်ကိုလောဘကြီးလွန်နေခမည်းကကျုပ်ကိုလည်းတက်ချင်တယ်ဗဒံများကိုလည်းအနိုင်ယူပြီးတော့ထာဝရအသက်ကြောက်တုံးကိုလည်းလိုချင်သေးတယ်အခုတော့ခမည်းကဘယ်အရာကိုမှမရဘဲနဲ့အရှုံးသမားတစ်ယောက်လိုတေးရတော့မယ်ဒါကခမည်းရဲ့ကံကြမ္မာပဲဒုက္ခနှဆိုးသားရဲဆိုတဲ့ခမည်းကဆုပ်ယူဝါမျိုးချင်းဆိုတဲ့စွမ်းရည်တစ်ခုကိုပိုင်ဆိုင်ထားလို့အရာအလုံးကိုဆုပ်ယူဝါမျိုးခဲ့တယ်ဒါပေမဲ့ခမည်းရဲ့အဲ့ဒီစွမ်းရည်ကပဲခမည်းစီမှာလောဘတွေပိုပြီးတော့တိုးလာစေတယ်အခုတော့ခမည်းရဲ့လောဘကခမည်းကိုပြန်တက်ပြီးဒီတော့ခမည်းရဲ့တည်ဆုံးမှုအတွက်အပြစ်တင်ခြင်းနဲ့ဆိုရင်ကျုပ်တို့ကိုအပြစ်မတင်ပါနဲ့ခမည်းရဲ့အတော်မတတ်နိုင်တဲ့လောဘတွေကိုသာအပြစ်တင်လိုက်ပါလင်းမင်းကထိုကဲ့သို့ပြောပြီးနောက်သူ၏မျက်လုံးများကိုမိတ်ကာမော်ကူပါတုံးပုံရိပ်ကိုလက်ဖြင့်ထိလိုက်လေသည်ထိုအခါတွင်မော်ကူပါတုံးပုံရိပ်မှခဲရောင်အလင်းတန်းများအဆက်မပြတ်ထွက်ပေါ်လာပြီးဒုက္ခနှဆိုးသားရဲ့ဤခန္ဓာကိုယ်ကိုထိန်ချုပ်လိုက်လေသည်ယခုအခါတွင်မော်ကူပါတုံးမှထွက်ပေါ်လာသောခဲရောင်အလင်းတန်းများသည်ချင်းကျိုးများသဖွယ်ဒုက္ခနှဆိုးသားရဲ့ဤခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုရစ်ပတ်ချုံနှောင်ထားလိုက်လေပြီဒုက္ခနှဆိုးသားရဲ့ဒီကလင်းမင်းတို့ဖြူသမျှနူရမည်ဘဝသို့ရောက်၍နေချေပြီဗဒံများသည်မျက်မှောင်ကျုံလျက်လင်းမင်းဤခန္ဓာကိုယ်အားအဆက်မပြတ်သူမဤစွမ်းအင်များကိုထဲသွင်းပေးနေလေသည်သူမသည်စိတ်နှင့်၍လှုပ်ဆောင်နေသည်ကိုအတိုင်းသာမြင်နိုင်လေသည်လင်းမင်းကမူသူ၏မျက်လုံးတို့ကိုခတ်တင်းတင်းမှိတ်ထားပြီးမော်ကူပါတုံအားအစွမ်းကုန်ထိန်ချုပ်နေလေသည်လင်းမင်းကပြင်းချင်းစွာဖြင့်မော်ကူပါတုံပုံရိပ်ထဲမှခဲရောင်စွမ်းအင်တို့အားလှန်တချောင်းအဖြစ်အသွင်ပြောင်းလိုက်လေသည်ပြီးနောက်သူကထိုလန်ကိုထိန်ချုပ်ပြီးဒုက္ခနှဆိုးသားရဲ့ဤစိတ်ဝိညာဉ်ပင်လေကိုတိုက်ခိုက်လိုက်၏ဝှစ်ခဲရောင်လန်အလင်းသည်ဒုက္ခနှဆိုးသားရဲ့ဤစိတ်ဝိညာဉ်ပင်လေကိုအတားအဆီးမရှိဖြတ်တောက်သွားလေသည်ထိုအခါတွင်ဒုက္ခနှဆိုးသားရဲ့ထံမှကြောက်မက်ဖွယ်အော်ဟစ်တန်ကြီးတစ်ခု
ထွက်ပေါ်၍လာလေသည်ဒုက္ခနဆိုသားရဲ့ဤစိတ်ဝိညာဉ်ပင်လယ်မှာမူယခုအခါတွင်နှစ်ပိုင်းတိတိပြတ်နေလေပြီစိတ်ဝိညာဉ်ပင်လယ်ပြတ်တောက်မှုသည်အလွန်မှပင်ခံရခက်လာသောနာကျင်မှုကိုပေးစွမ်းလေသည်ယင်းကြောင့်ဒုက္ခနဆိုသားရဲ့ဤလက်ကြံခန္ဓာကိုယ်ကြီးမှာတဆက်ဆက်တုံရင်နေပြီး၎င်းဤမိစ္ဆာမျက်လုံးပေါင်းတစ်ထောင်မှလည်းသွေးတို့သည်အဆက်မပြတ်စီးကြနေပေသည်လင်းမင်းသည်ကဒုက္ခနဆိုသားရဲ့ဤတနာစပွဲညင်းညူအော်ဟစ်တံကိုကြားနေသည့်တိုင်တဇက်ကလေးမှမတွန့်ဆုတ်သွားပေဒုက္ခနဆိုသားရဲ့သည်လူသားမျိုးနွယ်ကိုအကြိမ်ကြိမ်ဒုက္ခပေးခဲ့သောတတဝါဆိုးကြီးမဟုတ်ပါလားထိုကဲ့သို့တတဝါဆိုးကြီးကိုတပ်ဖြတ်ခြင်းကလူသားမျိုးနွယ်အတွက်ကြုံလာနိုင်သည့်အန္တရာယ်တစ်ခုကိုရှင်းလင်းခြင်းပင်ဖြစ်လေသည်ထို့အပြင်သူကလူသားမျိုးနွယ်အတွက်အသက်ပေးခဲ့သောအညာတရသူရဲကောင်းများကိုလည်းဒုက္ခနဆိုသားရဲ့အားအနိုင်ယူပြစ်မည်ဟုဂတိပေးခဲ့ဖူးလေသည်ယခုတော့သူဂတိအတိုင်းဒုက္ခနဆိုသားရဲ့ကိုအသေးသက်ရန်အတွက်လှုပ်ဆောင်ရပေတော့မည်ထို့နောက်တွင်လင်းမင်းကမော်ကုပတုံးပုံရိပ်ကိုအဆက်မပြတ်ထိန်းချုပ်ပြီးခဲရောင်လှန်အလင်းများကိုအဆက်မပြတ်ဖန်တီးလေတော့သည်လင်းမင်းဖန်တီးလိုက်သောခဲရောင်လှန်အလင်းများသည်ဒုက္ခနဆိုသားရဲ့ဤနှစ်ပိုင်းပြတ်နေသောစိတ်ဝိညာဉ်ပင်လယ်ကိုအဆက်မပြတ်တွားရောက်ထိမှန်လေသည်ထို့နောက်လင်းခဲရောင်လှန်အလင်းတို့ကစိတ်ဝိညာဉ်ပင်လယ်ရှိဒုက္ခနဆိုသားရဲ့ဤစိတ်ဝိညာဉ်အမှန်အသားများကိုတတိတိဖြင့်တိုက်စားခြေဖြတ်လေသည်စိတ်ဝိညာဉ်အမှန်အသားဖြည့်ဆည်းခံနေရသောဒုက္ခနဆိုသားရဲ့သည်မူသဲထန်လာသောနာကျင်မှုကိုစက္ကန့်မလတ်ခံစားနေရလေသည်ထို့ကြောင့်လွင်ပြင်ကျဲကြီးအတွင်းဝယ်ဒုက္ခနဆိုသားရဲ့ဤအော်ဟစ်ညီညူတန်တို့သည်ပဲ့တင်ထဲ၍နေလေတော့သည်ဤဖြစ်ရသည်ကတလတိတိကြာမြင့်လေသည်တလတင်းတင်းပြည့်သောနေ့တွင်လင်းမင်းသည်မျက်လုံးများကိုမိတ်ထားရာမှပြန်ဖွင့်လိုက်၏သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်ယခုအခါတွင်မလှုပ်နှရှားနိုင်တော့လောက်အောင်လွမ်းလျက်နေလေပြီလင်းမင်း၏အရှိတွင်မူဒုက္ခနဆိုသားရဲ့ဤစိတ်ဝိညာဉ်သည်တိတ်ဆိတ်စွာဖြင့်ရှိ၍နေလေသည်ဒုက္ခနဆိုသားရဲ့ထံမှယခင်ကဲ့သို့အော်ဟစ်ညီညူတန်တို့လည်းမရှိတော့ပေဒုက္ခနဆိုသားရဲ့ဤစိတ်ဝိညာဉ်အမှန်အသားသည်ကပျောက်ကွယ်သွားချေပြီတနည်းဆိုရသောလွန်ခဲ့သောနှစ်ပေါင်း 3.6 ဘီလီယံခန့်ကနဖရားတစိတ်အင်ပါယာနှင့်လူသားမျိုးနွယ်ကိုကြီးမားစွာဒုက္ခပေးနိုင်ခဲ့သောဒုက္ခနဆိုသားရဲ့သည်ယခုအခါတွင်တမလွန်ဘဝသို့ရောက်သွားချေပြီဒုက္ခနဆိုသားရဲ့ဟူသောဖြစ်တည်မှုသည်မရှိတော့ပေကျမနဆိုးဖရင်ထံတွင်ဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်ကြီးရှိနေသေးတော်လဲ၎င်းခန္ဓာကိုယ်မှာကျမနဆိုးဖရင်ဤထားရာနေစေရာသွားဘဝသို့ရောက်နေချေပြီထို့ကြောင့်ဒုက္ခနဆိုသားရဲ့ဟူသောတန်တာရီလာတတဝါကြီးသည်တည်ဆုံးသွားပြီဟုဆိုနိုင်လေသည်ပြီးသွားပြီလင်းမင်းကမောဟိုက်နေသည့်လေတံဖြင့်တိုးချင်းစွာရေရွတ်လိုက်လေသည်ထိုအခါပဒံများကသူမ၏လက်များမှတဆင့်အနီရောင်ဆွမ်းအိမ်တို့အားလင်းမင်း၏ခန္ဓာကိုယ်ထဲသို့ထဲသွင်းပေးနေခြင်းကိုရပ်တန့်လိုက်လေသည်ပြီးနောက်သူမကမောပန်းနွမ်းနယ်နွန်းသဖြင့်လဲကြတော့မလို့ဖြစ်နေသောလင်းမင်းကိုထိန်းကမြေပွန်ပေါ်သို့ပြန်လည်ဆင်းသက်လိုက်၏ထို့ကြောင့်လေတူထဲတွင်စိတ်ဝိညာဉ်အမှန်အသားမရှိသောပိုင်ရှင်မဲ့ဒုက္ခနဆိုသားရဲ့ဤစိတ်ဝိညာဉ်ကြီးတစ်ခုကသာထီထီကြီးကြံရစ်နေပေတော့သည်ရှေးဟောင်းအဆောက်ဝိညာဉ်သည်မူလေထဲမှနေ၍လင်းမင်းကိုတန်အော်တအောဖြင့်ကြည်၍နေပေသည်လင်းမင်းဤယူနှမ်းလာသောအကြံအစီသည်ကအကောင်အထည်ပေါ်သွားလေပြီသူကဖြစ်ချင်သည်ကိုမဖြစ်အောင်လုပ်တတ်သော